ဒီလိုပုံစံလှုပ်လိုက်လို့ရီးစားနဲ့9ရက်လောက်ရန်ဖြစ်လိုက်ရတယ်ကျွန်တော်ရဲ့စံချစ်လေးကို review ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်စပင်မချစ်ခင်ကျွန်တော်ရဲ့စပင်အရှိပဲဖြစ်ပါတယ်အစကတော့သူတို့စချစ်ပေးရ2ယောက်နဲ့ချစ်ပေးရဒါပေမဲ့သူတို့မနိုင်လို့ဆိုပြီးတော့3-4ယောက်လောက်ဝိုင်းချစ်ပေးရတော့မှအချိန်3နာရီ4နာရီလောက်ကြာတယ်ဗျဒါဘယ်လောက်ကုန်ကြလဲဆိုရင်တော့ဖူးခက်မှမလို့လာတော့မသိဘူးဗျသူက2ယောက်ဆက်ဆိုလို့ရှိရင်ဘတ်3000တောင်းတယ်ရေလူက1ယောက်နဲ့3မှာဆိုလို့ရှိရင်တော့ဘတ်2000ပဲတောင်းတယ်ဗျကျွန်တော်တို့ဈေးချိုတဲ့ဟာ1ယောက်ဆက်ပဲယူလိုက်တယ်ဗျဒီလိုစပင်ချစ်လိုက်လို့တော်တော်များများမေးကြရတော့ခေါင်းဘလို့လျှော်လိုက်ပေါ့ဗျာဒါကတော့လွဲပါတယ်ကျွန်တော်ရေခွက်ထဲကိုခေါင်းလျှော်ရည်ထည့်ပြီးတော့မှုေးလိုက်နှောက်လိုက်အမြုပ်တွေထလာပြီဆိုလို့ရှိရင်ကိုခေါင်းပေါ်လောင်းချပြီးတော့သူကဖွားလေးခေါင်းကိုကုတ်ပြီးတော့လျှော်ပေးရတယ်ဗျပုံမှန်လျှော်သလိုခေါင်းကိုအရင်ကုတ်ပြီးတော့လျှော်လို့မရဘူးဗျကျွန်တော်စပင်ဘလို့6ခန့်လဲဆိုလို့ရှိရင်ပုံမှန်အပြင်တော့ကျွန်တော် hair dryer နဲ့မှုတ်တယ်တခါလေကြားလို့ရှိရင်လဲစပင်ကိုတပည့်ကြီးနဲ့ပတ်ထားလိုက်တယ်ဗျသူကစပင်6ဖို့အတွက်အချိန်တော်တော်လေးယူရတယ်ပြီးတော့သူကကျွန်တော်တို့ပုံမှန်စပင်6ခန့်လို့တပည့်နဲ့သွားပြီးတော့တုတ်လို့လည်းမရဘူးဗျတော်တော်လေးတော့အလုံးရှုပ်တယ်ဒီလိုကြစ်ထားရင်စပင်ကဘလောက်ကြာခံတယ်လဲပေါ့ဆိုင်ကပြောတာတော့ကျွန်တော်တို့တစ်လားလောက်ခံတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တော့တပည့်ကြော်နဲ့သွားဖြုတ်လိုက်တယ်ဗျဘာလို့လဲဆိုတော့ခေါင်းလျှော်ရဲဆိုရင်လည်းစပင်ကတော်တော်ရားနေတယ်ခေါင်းလျှော်ကတိတ်စင်မပြီးဘူးပြီးတော့ကျွန်တော်စပင်ကအရင်ဖြောက်ပြီးတော့မာတော့ကြတော့ဒီတပတ်လောက်အတွင်းမှာစပင်တွေကထူးထူးထောင်ထောင်နေတအားထွက်နေဆိုတော့ကျွန်တော်တပည့်ကြော်နဲ့ဖြုတ်လိုက်တယ်ခင်ဗျဒါပေမဲ့ဗျာဒီကောင်းရဲ့ vibe ကတော်တော်လေးမိုက်တယ်ဗျအထာကြတယ်လူငယ်ဆန်တယ်အဝေစားတော်တော်များများနဲ့လိုက်တယ်ပြီးတော့ကျွန်တော်စပင်ကြစ်ထားတဲ့အချိန်မှာကျွန်တော်ဘဝမှာတစ်ခါမှမရဘူးတဲ့ energy မျိုးဒီစပင်ကေနဲ့မှာကျွန်တော်ရတယ်ပေါ့နော်ဒီကောင်ကတော်တော် fan ဖြစ်တယ် energetic လည်းဖြစ်တယ်ပေါ့ rating ပေးရမယ်ဆိုရင်တော့8 out of 10ပါဗျဒီစကြစ်ကတော်တော်လေး comfortable မဖြစ်လို့ကျွန်တော်8ထဲတော့ပို့မပေးနိုင်ပါဘူးခင်ဗျာကျေးဇူးများတင်ပါတယ်